2026မှာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေဒီထက်ပိုပြီးတော့တိုးတက်ချင်တယ်ဆိုရင်အခုကျွန်တော်ပြောတဲ့အချက်10ချက်ကိုလိုက်ပြီးလုပ်ကြည့်ပါကိုယ့်ရဲ့လုပ်ငန်းကအရင်နှစ်တွေထက်အများကြီးတိတိကျကျတိုးတက်ပြောင်းလဲသွားပါလိမ့်မယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုစင်မင်းဝေပါမြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေဒီထက်ပိုပြီးတော့တိုးတက်ဖို့အတွက်ဒီထက်ပိုပြီးတော့အမြတ်ငွေတွေများဖို့လုပ်ငန်းတွေရေရှည်ရှင်သန်နိုင်ဖို့အတွက်ကျွန်တော်ကူညီပေးနေတဲ့ marketing expert ရောက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ marketing training တွေ marketing နဲ့ပတ်သက်တဲ့ consultation ဘိုင်းတွေကိုကျွန်တော်အတိုင်းအတာတစ်ခုထိကျွန်တော်အကြံပေးထားတယ်အတိုင်းအတာတစ်ခုထိလည်းအောင်မြင်တဲ့သူတွေရှိကြပါတယ်ကျွန်တော်ဒီထဲမှာအဓိကပြောချင်တာက2026မှာကိုယ့်ရဲ့လုပ်ငန်းတွေဒီထက်ပိုပြီးတော့တိတိတသာပေါ့နော်ပြောင်းလဲခြင်းနဲ့ဆိုတဲ့လူတွေဒီဗီဒီယိုအဆုံးထိကြည့်ဖို့လိုပါတယ်တော်တော်ရေးကြည့်ပါတယ်ကျွန်တော်ပြောမယ့်အကြောင်းအရာနည်းနည်းလေးရှည်ကောင်းရှည်နိုင်ပါတယ်အချက်10ချက်ဖြစ်တဲ့အတွက်ကြောင့်ပထမအဆုံးတစ်ချက်ကတော့ဗာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ business မှာပို့ပြီးတော့အောင်မြင်တိုးတက်ဖို့ပေါ့နော်နံပါတ်1က personal development ဆိုတာထက် owner development ဆိုရင်ပိုပြီးမှန်ပါလိမ့်မယ်လုပ်ငန်းတစ်ခုကိုအောင်မြင်တိုးတက်အောင်အဓိကလှုပ်ဆောင်ပေးနိုင်တဲ့သူကလုပ်ငန်းရှင်ပါအဲ့တိုင်းပဲကိုယ့်ရဲ့လုပ်ငန်းကိုချက်ချင်းကြာရှုံးအောင်လုပ်နိုင်တဲ့သူကလည်းလုပ်ငန်းရှင်ပဲဖြစ်ပါတယ်လုပ်ငန်းတစ်ခုမှာလုပ်ငန်းရှင်လုပ်တဲ့သူတို့ချမှတ်တဲ့ဆုံးဖြတ်ချက်အသေးလေးတွေအားစအင်မတန်မှအရေးကြီးပါတယ်ဒီလုပ်ငန်းကိုဦးဆောင်နေတဲ့လုပ်ငန်းရှင်ကလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုပိုပြီးတိုးတက်စေနိုင်တဲ့အရာတွေသူတို့ပိုပြီးတော့အောင်မြင်စေနိုင်တဲ့နည်းလမ်းတွေမသိဘူးဆိုရင်အဲ့လုပ်ငန်းကဘလို့မှရှိကိုရောက်မှာမဟုတ်အဲ့တော့အရင်ဦးဆုံးကိုယ့်လုပ်ငန်းမှာဘာမှမလုပ်ခင်ကိုယ့်ရဲ့အုံနောက်ကိုအရင် update လုပ်ဖို့လိုပါတယ်လုပ်ငန်းရှင်တွေအနေနဲ့အနည်းဆုံးကျွန်တော်တို့ marketing နဲ့ပတ်သက်တာတွေ sales နဲ့ပတ်သက်တာတွေ HR နဲ့ပတ်သက်တာတွေစသဖြင့်ဒီလိုမျိုးအပိုင်းတွေကိုအတိုင်းအတာတစ်ခုလောက်ထိတော့ကျွန်တော်လေ့လာဖို့လိုပါတယ် personal development လုပ်ပါအများကြီးမသိဘူးမလေ့လာနိုင်ဘူးဆိုရင်တော့ marketing ဘိုင်းနဲ့ပတ်သက်ပြီးတော့မဖြစ်မနေသိအောင်လုပ်ဖို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဒါနံပါတ်1ပေါ့နော် personal development နံပါတ်2ကျွန်တော်တို့ business နဲ့ပတ်သက်တဲ့ road map အင်မတန်မှရေးကြီးတယ်ကိုလုပ်ငန်းလုပ်နေတယ်ငါလုပ်ငန်းဘယ်ရောက်နေလဲကိုမသိလို့မရအောင်ကိုလုပ်ငန်းဘယ်ရောက်နေလဲဆိုတာမသိရင်ဘယ်ကိုသွားမယ်ဆိုတဲ့ပန်းတိုင်တွေမရှိတော့လုပ်ငန်းတော်တော်များများကြရှုံးရတယ်ဆိုတာသူတို့မှာပန်းတိုင်တွေမရှိဘူးရှိတဲ့ပန်းတိုင်တွေကြတော့လေမဖြစ်နိုင်တဲ့ပန်းတိုင်တွေတတ်မှတ်ကြတယ်အဲ့ဒီအချိန်မှာပဲလုပ်ငန်းကရောက်တဲ့နေရာကိုမရောက်ဘူးသူတို့ကိုယ်တိုင်ဘယ်နေရာရောက်နေတယ်ဆိုတာလေသူတို့မသိရအောင်2026မှာတော့ကိုယ့်ရဲ့လုပ်ငန်းမှာလက်ရှိတဲ့ဒီတက်ပိုပြီးကောင်းဘယ်လိုမျိုးတွေဝန်ဆောင်မှုတွေပေးမယ်ဘယ်လိုမျိုးတွေရောင်းအောင်တက်အောင်လုပ်မယ်ဘယ်လိုမျိုး marketing တွေလုပ်မယ်ဘယ်လိုဝန်ထမ်းတွေထားခန့်ပြီးတော့ဘယ်လိုမျိုးဒီတက်ပိုပြီး market expansion လုပ်မယ်ဆိုတဲ့အရာတွေမသိဘူး road map တွေရှိမနေဘူးဆိုရင်ကျွန်တော်တို့ရဲ့လုပ်ငန်းကအလုပ်သာလုပ်နေတယ်အချိန်သာကုန်သွားတယ်လုပ်ငန်းတက်တန်းတာတိုးလာတယ်တကယ်လုပ်ငန်းတိုးတက်မှုရှိမလားအဲကြောင့်မို့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ရှိတယ်ဒီနှစ်ပေါင်း20 30လုပ်ငန်းတက်တန်းဘယ်လောက်ရှိပြီလဲ20ရှိပြီ30ရှိပြီလုပ်ငန်းကိုကြည့်လိုက်တော့လေတကယ်နှစ်ပေါင်း20 30တိုးတက်တဲ့အရာတွေမဟုတ်ဘူးပြင်အဲ့တော့နံပါတ်1လောက်ရမှာကျွန်တော်တို့ business roadmap တွေချရမယ်ဒီ2026မှာကိုယ်လုပ်ငန်းတော့ဘာတွေလုပ်မယ်ဘယ်လိုအတိုင်းတာဘယ်အချိန်မှာဘာဖြစ်ရမယ်လုပ်ငန်းရဲ့အနေအထားလုပ်ငန်းရဲ့တိုးတက်မှုဘယ်လောက်ဖြစ်ရမလဲဆိုတော့ roadmap တွေအင်မတန်မှအရင်ရေးကြည့်ပါတယ်နံပါတ်3ကကျွန်တော်တို့ business ကို roadmap တွေချပြီးပြီဆိုရင်ပန်းတိုင်အသေးလေးတွေချဖို့လိုတယ်2029မှာဘယ်လိုဖြစ်အောင်လုပ်မယ်2026က2029ဒီဘာလုပ်မယ်ဆို roadmap တွေချမယ်ပြီးရင် business goal တွေတတ်မှတ်ဖို့လိုတယ်ကျွန်တော်တို့လုပ်ငန်းနဲ့ company နဲ့ပတ်သက်တဲ့ပန်းတိုင်တွေအသေးလေးတွေပေါ့နော်ဥပမာ3လတစ်ချိန်ဘယ်လိုမျိုးဖြစ်အောင်လုပ်မယ်နောက်ထပ်3လမှာဘာထပ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ပန်းတိုင်တွေမတတ်မှတ်ဘဲနဲ့ကျွန်တော်တို့အလုပ်တွေထိုင်လုပ်နေမယ်ဆိုရင်ကျွန်တော်တို့စူးစမ်းတဲ့ဟာတွေကဘာမှအဓိပ္ပာယ်ရှိမှာမဟုတ်အဲ့လိုမျိုးပဲကိုယ့်ရဲ့လုပ်ငန်းကိုတိုးတက်ခြင်းနဲ့စိတ်ရှိမှလည်းမဟုတ်အဲ့တော့ကျွန်တော်တို့ပထမအောင်ဆုံးဒီအချက်3ချက်ကိုစပြီးတော့လုပ်ဖို့လိုတယ်နံပါတ်1ကကိုယ့်ရဲ့ဒီ owner ရဲ့ mind ပေါ့နော် owner ရဲ့စိတ် owner ရဲ့ဒီ business နဲ့ပတ်သက်တဲ့ knowledge တွေ upgrade လုပ်ရမယ် personal development တွေလုပ်ဖို့လိုတယ်နံပါတ်2ကျွန်တော်တို့ roadmap တွေချရမယ် roadmap တွေချတဲ့အပြင်မှာနံပါတ်3 business goal တွေကျွန်တော်တို့သတ်မှတ်ကြမယ်အဲ့ဒီအပြင်မှာကျွန်တော်တို့တွေဘာလုပ်လဲဆိုတော့ marketing plan လုပ်တယ် marketing လုပ်တယ်ဆိုတာလွယ်လွယ်ကူကူလုပ်လို့မရအောင် plan နဲ့လုပ်ရတယ်ဘယ်အချိန်မှာဘ
ဘယ် target ကိုရောက်ဖို့ကျွန်တော်တို့အရှိရသတ်မှတ်ထားတဲ့ goal တွေရောက်ဖို့ကျွန်တော်ဆက်ပြီးရှောက်မဲ့ road map တွေအထိကိုရှောက်လန်းနိုင်ဖို့ဘယ်လို marketing တွေလုပ်မယ်ဆိုတော့ marketing plan တွေကြိုပြီးစဉ်းစားထားတာမျိုးတွေရှိတယ်ကျွန်တော်တို့ရဲ့ company ရဲ့ marketing plan ကပါတယ်အဲ့ဒါအင်မတန်မှရည်ကြီးတယ်အဲ့တော့ marketing plan မဆွဲတတ်ဘူးဆိုရင် business ကိုကောင်းကောင်းလုပ်လို့ရမှာမဟုတ်နောက်တစ်ခုကျွန်တော်တို့ sales model ဆိုတာဘာကိုပြောရလဲဆိုတော့အယောင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းမှာရောင်းအားတက်အောင်ကိုဘာတွေကိုလုပ်နေလဲပြီးတော့ဘယ်လိုပုံစံမျိုးဆိုရင်ရောင်းအားတက်လဲဆိုရယ် sales model ကိုရောင်းချပုံရောင်းချနည်းအရင်ကြီးတယ် marketing ကောင်းတယ် sales မလုပ်တတ်ဘူးဆိုလဲအဆင်မပြေပြန်အောင်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းမှာအားနည်းချက်မရှိအောင် marketing plan တွေဆွဲတတ်ဖို့လိုတယ် sales model တွေကောင်းကောင်းချတတ်ဖို့လိုတယ်အရင်ကြီးပါတယ်နောက်တစ်ခုကကျွန်တော်တို့ employee framework ဆိုတာကျွန်တော်သုံးနှုန်းထားတဲ့စကားလုံးတစ်ခုပါပဲကိုယ့်ရဲ့လုပ်ငန်းမှာအင်မတန်မှလုပ်ငန်းလည်ပတ်ဖို့အရင်ကြီးတဲ့ဝန်ထမ်းတွေကျွန်တော်တို့ frame ချထားဖို့လိုတယ်ဘယ်သူကိုဘယ်နေရာမှာဘယ်လိုထားမယ်ပြီးလို့ရှိရင်ဘယ်လိုဝန်ထမ်းတွေလိုအပ်တယ်အဲ့ဒီဝန်ထမ်းတွေအဲ့ဒီ position နဲ့ပတ်သက်တဲ့ဝန်ထမ်းတွေအများကြီးရှိနေဖို့လိုတယ်အကယ်၍တစ်ခုခုသူတို့အနေနဲ့ sign out လုပ်တာပဲဖြစ်ဖြစ် resign လုပ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယ်လိုမျိုးကိုယ့်ရဲ့လုပ်ငန်းမှာ cover ပြန်လုပ်မလဲဆိုတာတွေတေချာသိထားဖို့လိုတယ်အဲ့တော့ကိုယ့်လုပ်ငန်းကဘယ်သူတွေနဲ့လည်ပတ်နေလဲဆိုတာကိုမသိလို့မရအောင်အခုကစပြီးတော့ကိုယ့်ရဲ့လုပ်ငန်းမှာဘယ်လိုယာတူဆိုတဲ့လူတွေလိုမလဲ framework တစ်ခုချလိုက်ပါအဲ့ဒါကိုယ့်ရဲ့ employee framework employee model တစ်ခုဖြစ်နေလိမ့်မယ်ဒီလူတွေမရှိရင်ဒီလုပ်ငန်းမ run ဘူးအဲ့တော့ဒီလူတွေရှိရင်ဒီလုပ်ငန်း run မယ်ဆိုရင်ကိုမလို့တော့ကိုကဒီ run ရဲ့အထဲမှာကိုပါစရာမလိုတော့ကျွန်တော်ရဲ့ SMS တင်တန်းမှာဆိုရင်ကျွန်တော်အများအားပြောတယ်ခင်ဗျားတို့အဓိကကြောက်ရမယ့်အရာကဘာလဲဆိုတော့စကားလုံးတစ်လုံးပဲရှိတယ်အဲ့ဒါဘာလဲလုပ်ငန်းတွေပို့ပြီးတိုးတက်ခြင်းလုပ်ငန်းရှင်တွေကြောက်ရမယ့်အရာ operation ပဲလုပ်ငန်းတွေလဲပတ်ဖို့အတွက်ကိုယ်တိုင်ဝင်လုပ်နေရပြီဆိုရင်အဲ့ဒီလုပ်ငန်းတိုးတက်ဖို့မလွယ်ဘူးဘာကြောင့်လဲဆိုတော့သူကဒီဝင်လုပ်တဲ့အထဲမှာပဲအာရုံစိုက်နေတယ်သူ့ရဲ့အတွေးခေါ်တွေကလုပ်ငန်းတွေကိုရှေ့ရောက်ဖို့အတွေးခေါ်တွေတွေးနေတာမဟုတ်အကြံဉာဏ်တွေထုတ်နေတာမဟုတ်ဘူးအဲ့ဒီအတွက်လေ့လာသင်မှုတွေလုပ်နေတာမဟုတ်အဲ့ဒီလုပ်ငန်းဘယ်တော့မှတက်လာမှာမဟုတ်အဲ့ operation တွေကနေလွတ်အောင်လုပ်ပါ2026မှာကိုက operation တွေအထိပါနေရင်ဆိုရင်နောက်ထပ်ကိုယ့်ရဲ့အောင်မြင်တဲ့နေ့ကတော့လုပ်ငန်းကနည်းနည်းလေးအတိုင်းအတာတခုတော့ဒီကြန့်ကြာနေလိမ့်မယ်အဲ့အတွက်ကျွန်တော်ပြောတဲ့ employee framework ကိုကောင်းကောင်းချဖို့လိုတယ်ဒီလုပ်ငန်းလည်ဖို့ဘယ်သူတွေလိုတယ်ဘယ်လိုလိုတယ်ဘယ်လိုယာရုတွေဖြစ်ဖို့လိုတယ်လာတာဘယ်လောက်ပေးဖို့လိုတယ်အဲ့ဒါနဲ့ပတ်သက်တဲ့ framework တစ်ခါနဲ့ချတာပါဒါဆိုရင်ကိုယ့်ရဲ့လုပ်ငန်းအတိုင်းအတာတခုဒီသူ့ဘက်သူလည်နေလိမ့်မယ်အဲ့လည်နေတဲ့လုပ်ငန်းကိုထပ်ပြီးမြင့်နေပေးရမှာကိုယ့်တောင်းဖြစ်သွားပြီနောက်တစ်ခုကကျွန်တော်တို့ system နဲ့ employee framework ကကွာခြားချက်တွေရှိတယ်။ဘာကြီးကွာခြားချက်တွေရှိလဲဆိုတော့လုပ်ငန်းသေးလုပ်ငန်းကြီး system တစ်ခုရှိဖို့လိုတယ်။အဲ့တော့ဝန်ထမ်းတွေရှိတိုင်းလဲတာမလဲဘူး။အဲ့ဝန်ထမ်းတွေကိုကျွန်တော်တို့ကဒီမူနဲ့ပေါ့နော်လူကိုမူနဲ့ထိန်းဆိုတာရှိတယ်။အဲ့တော့မူဆိုတာ system ပဲ။ကျွန်တော်တို့ policy တွေ rules တွေသူတို့အလုပ်ကိုပြီးမြောက်ရမယ် performance နဲ့ပတ်သက်တဲ့ KPI တွေအတိုင်းအတာတစ်ခုလောက်ဒီကျွန်တော်တို့တွေလှုပ်ထားဖို့လိုတယ်။ကိုကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအရင်မသိဘူးဆိုရင်တောင်မှပဲကိုကဝန်ထမ်းတစ်ယောက်ခန့်လိုက်တယ်ဒီဝန်ထမ်းကတော့တစ်လမှာဘလောက်အလုပ်တွေပြီးဖို့လိုတယ်အဲ့ပေါ်မူတည်ပြီးတော့သူ့အတွက်ဘယ်လိုမျိုးကျွန်တော်တို့လစာတွေ benefit တွေဒါတွေစီစဉ်ပေးတယ်အဲ့ပေါ်မူတည်ပြီးကျွန်တော်တို့က system တစ်ခုချထားရတယ်ဒီအလုပ်ကိုဒီဝန်ထမ်းကတေချာလုပ်မယ်ဆိုရင်နောက်တဲ့ဟိုဘက်အလုပ်ကိုဟိုဘက်ဝန်ထမ်းကတေချာလုပ်မယ်ဆိုရင်အဲ့ဒီအလုပ်ကကောင်းကောင်းလည်သွားမှာပဲ system လုပ်တယ်ဆိုတာကတော့ကျွန်တော်အနေနဲ့ဒါကျွန်တော်ရဲ့ဟိုနောက်ဆုံးသင်တန်းမှာကျွန်တော်သင်တာမှာကျွန်တော်ရဲ့ PBS ဆိုတာရှိတယ်အဲ့ PBS တင်ထဲမှာကျွန်တော်တင်တာဘာလို့ဆို system တစ်ခုချတာမလွယ်ဘူးဗျလုပ်ငန်းကြီးလုပ်ငန်းတွေတော့လစ်ဟာမှုမရှိအောင်ဟာကွက်မရှိအောင်လုပ်တာကို system ချတယ်လို့ခေါ်တာအဲ့တော့ဒီလိုမျိုး system ကိုအရင်ကမရှိသေးဘူးဆိုရင်တောင်မှအခုချတတ်တဲ့လောက်ချကြည့်ပေါ့နော်မရရင်တော့ဆွမ်းနာလိုလေးလာသိမှုတွေလုပ်ပြီးတော့တဖြည်းဖြည်းပြန်လဲပြောင်းပြုနေပြန်ပြောင်းလဲပြီးတော့ချပါနောက်တစ်ခုက financial development အရင်ကြီးရနော်ကျွန်တော်တို့လုပ်ငန်းမှာ financial တွေကောင်းကောင်းအစင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းဘာမှမလုပ်တာနဲ့တူတူပဲကျွန်တော်ရဲ့ money maker တန်းမှာပြောတယ်။ဘာပြောလဲဆိုတော့ခင်ဗျားတို့အလုပ်လုပ်တယ်စီးပွားရေးတွေလုပ်တယ်အမြတ်တွေနည်းတယ်ထင်သလောက်မမြတ်ဘူးဆိုရင်အဲ့ဒါဘာလုံးမလုပ်ရင်ပိုပြီးတတ်တာတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်တယ်ဆိုတာလေကုမ္ပဏီရဲ့အကျိုးမြတ်လိုချင်လို့အဲ့ကုမ္ပဏီအကျိုးမြတ်ကနေမှ customer တွေကိုအကျိုးမြတ်ဖန်တီးပေးမယ်ပြီးရင်ကိုယ့်ရဲ့ environment အတွက်အကျိုးမြတ်တွေဖန်တီးပေးဖို့ကုမ္ပဏီစီးပွားရေးတွေလုပ်ကြတာ။အဲ့ဒီနေရာမှာကိုက financial development ကောင်းကောင်းမလုပ်တတ်ဘူးဥပမာကိုယ့်ရဲ့ cash flowအကျွေးရတဲ့ရှိတာတွေမရဘူးပေးရမယ့်ဟာရောက်လာပြီဘယ်လိုသွားလုပ်ဒါတွေကိုကောင်းကောင်းစဉ်းစားပါကောင်းကောင်းထိမ့်သိမ့်ဖို့လိုတယ်နောက်တစ်ခု revenue stream ကျွန်တော် revenue stream ဆိုဝင်ငွေလမ်းကြောင်းတွေဝင်ငွေလမ်းကြောင်းတွေဒီတက်ပို့ပြီးတော့ချဲ့ဖို့အခုလက်ရှိဘယ်နှနေရာကနေဝင်နေဒီတက်ပို့ပြီးထပ်ပြီးဝင်လာဖို့ channel တွေဘယ်လိုထပ်ပြီးတော့ချဲ့မလဲ
ဒါတွေအရင်ရေးကြည့်တယ်အဲ့အမျိုးတွေဝင်လာဖို့အတွက်ကျွန်တော်တို့အနေနဲ့အတိုင်းအတာတစ်ခုပေါ့နော်လှုပ်ထားဖို့လိုတယ်မသိရင်လေးလာပြီးရင်ရအောင်လုပ်ဒါပဲရှိတယ်နောက်တစ်ခုကကျွန်တော်တို့ strategic move အရင်ရေးကြည့်တယ်အခုလိုကာလနေမှာလေကျွန်တော်တို့မှာက crisis ကကြုံတယ်လို့မကြုံတယ်လို့နဲ့ကြုံနေတဲ့ခိုက်တန်းတွေကတော်တော်များတယ်တချို့က crisis လို့ထင်တယ်လို့မထင်တယ်လို့ဖြစ်နေတဲ့ကိစ္စတွေရှိဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းမှာကိုကလည်းတော်တော်လေးအတိုင်းအတာတစ်ခုတည်းအဆင်ပြေအောင်လုပ်ထားတယ်ဈေးကွက်ကလည်းအဆင်ပြေတယ်ဒါပေမဲ့ဘလို့မှကိုယ်ကွန်ပျူတာသိရောင်းမထွက်ဘူးဆိုရင်ဒါကိုကဘာလုပ်ရလဲဆိုတော့ strategic move လို့ခေါ်တယ်ဒီဟာအဆင်မပြေရင်ဘလို့ဆက်ပြီးတော့လုပ်ငန်းကိုလုပ်မလဲဆိုတဲ့နောက်ထပ်ပြီးတော့ရွေ့မဲ့အရွေ့ strategic move အနည်းဆုံး၄ခု၅ခုလောက်ကိုလမ်းထားဒါမျိုး move တွေမရှိရင်ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့နေရာမှာတကယ် crisis တွေ challenge တွေကြုံတဲ့နေရာမှာတော်တော်လေးကိုမှအန္တရာယ်များတယ်တချို့ဆိုလုပ်ငန်းပိတ်လိုက်ရတဲ့ချိန်ကြီးဖြစ်တယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့တော့ကျွန်တော်ပြောပြရမယ်တချို့ SME လုပ်ငန်းတွေကြုံနေရတဲ့ကိစ္စတွေရှိတယ်အဲ့ပေါ်မူဒီတချို့ဆိုအလုပ်တွေမလုပ်ချင်တော့ဘူးဘယ်လိုလုပ်အောင်မလဲဆိုတော့ကိစ္စနဲ့ပတ်သက်တဲ့ဖြစ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကျွန်တော်ပေးမယ်အခုကတော့2026မှာလုပ်ငန်းတွေအောင်မြင်တိုးတက်ဖို့အချက်10ချက်ကျွန်တော်9ချက်ကျွန်တော်ပြောပြပါပြီနောက်ဆုံးတစ်ချက်က market expansion ပေါ့လုပ်ငန်းတွေတိုးတက်ဖို့ဆိုတာ customer များများရဖို့လိုတယ် customer များများရဖို့ဆိုတာ product များများရောင်းချနိုင်ဖို့လိုတယ်အဲ့ပေါ်မူတည်ပြီးတော့လိုအပ်တဲ့ product တွေရဖို့များများ customer တွေဝင်လာနိုင်ဖို့ဒီထက်ဒီနေရာမှာဆိုင်ဖွင့်နေတော့နောက်တစ်ဆိုင်မှာထပ်ပြီးတော့ဖွင့်နိုင်ဖို့ကျွန်တော်တို့အနေနဲ့ဘာတွေလုပ်ဖို့လိုအပ်လဲဆိုတော့ဈေးကွက်တွေကိုထပ်ပြီးတော့တိုးချဲ့နိုင်ဖို့လိုတယ်အကယ်၍လုပ်ငန်းက develop ဖြစ်လာတဲ့တိုးတက်လာတဲ့ဘယ်နားမှာဘယ်လို market ပို့ပြီး expand ထပ်လုပ်မလဲကိုကဘယ်လိုအနေထားရောက်ပြီဆိုတာနဲ့ expand လုပ်မယ်ဆိုတော့ market expansion model အရေးကြီးပါတယ်အခုကျွန်တော်ပြောတဲ့10ချက်လုံးကတကယ်သာတေချာလုံနိုင်မယ်ဆိုရင်2026မှာကိုယ့်ရဲ့လုပ်ငန်းကလက်ရှိထက်အများကြီးကိုတိုးတက်သွားနိုင်ပါတယ်ဒီချက်ကအားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်တယ်အကျိုးရှိရင်ဒီရောက်မှာ yes လို့ရေးခဲ့လိုက်ပါနောက်တစ်ခုကကိုယ့်ရဲ့လုပ်ငန်းကို reader ပို့ပြီးတော့အောင်မြင်တိုးတက်ခြင်းနဲ့အချိန်တစ်နှစ်နဲ့8လပေါ့နော်18လပေါ့တစ်နှစ်နဲ့6လပေါ့ sorry တစ်နှစ်နဲ့6လအချိန်တစ်နှစ်ခွဲမှာ18လအတွင်းမှာအချိန်တိုင်းတာတစ်ခုအတွင်းမှာကိုယ့်ရဲ့လုပ်ငန်း3စားကနေ5စားထိပြောင်းလဲသွားခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ program တစ်ခုရှိတယ်အဲ့ဒါ business pilot program BPP လို့ခေါ်တယ်အဲ့ BPP ကကျွန်တော်ရဲ့သင်တန်း3ခုလုံးပါတဲ့အပြင်အခုဒီမှာရှိတဲ့အရာတွေကိုမလုပ်တတ်ဘူးဆိုရင်လုပ်တတ်သွားမယ်နောက်တစ်ခုကကိုလုံနေတဲ့အချိန်မှာအခက်အခဲတစ်ခုခုရှိနေရဆိုရင်တော့ကျွန်တော်ရဲ့ group consulting လာစဉ်လာတိုင်းတွေ့ရတဲ့ group consulting session တွေပါတယ်အဲ့ပေါ်မူတည်ပြီးတော့ကျွန်တော်ရဲ့ BPP program မှာကိုယ့်ရဲ့လုပ်ငန်းအနည်းဆုံးလက်ရှိထက်3ဆထပ်ပြီးမြင့်တင်လာမယ်ပတ်စံလုပ်ငန်းတွေတိုးချဲ့ဖို့ငွေကြေးကအဓိကကျတဲ့အရာမဟုတ်ဘူးအဲ့တခုသိဖို့လိုတယ်ကိုယ့်စီမှာငွေကြေးမရှိလေ share ထည့်ခြင်းနဲ့လို့လုပ်လို့ရတယ်ဒါတွေကခက်တဲ့ကိစ္စမဟုတ်ပြောချင်တာကိုကအဲ့လောက်ထိလုပ်ငန်းကိုတိုးတက်ဖို့စဉ်းစားထားတယ်ဆိုရင်ဒီအောင်မှာ PPP လို့ရေးခဲ့လာကျွန်တော်အဲ့ program နဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးသေးကျွန်တော်ပြန်ပြီးဗီဒီယိုရိုက်ပြီးမယ်ပြောပေးမယ်တင်တန်းကြီးဆိုတာထက်ဒါ program fees ပြတ်သွားတာပေါ့နော်အဲ့တော့ဒီဗီဒီယိုကအားလုံးအတွက်ပေါ့နော်ကျွန်တော်တို့လုပ်ငန်းတွေတိုးတက်ဖို့အတွက်အများကြီးပဲကြိုးရှိပါတယ်အဲ့တော့တေချာပြန်ကြည့်ပါအခုကျွန်တော်ပြောတာတွေမရှိရင်နောက်တစ်ခေါက်ပြန်ပြီးဗီဒီယိုကြည့်ပါနောက်ကိုလိုမျိုးပဲမိတ်ဆွေတွေရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မိတ်ဆွေတွေကိုဒီဗီဒီယိုတွေမျှဝေပေးလိုက်ပါအများကြီးပဲအကျိုးရှိပါတယ်ကုသိုလ်လည်းအများကြီးပဲရတယ်နောက်ထပ်ဗီဒီယိုကနေကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်ကောင်းသောနေ့ရက်လေးဖြစ်ပါစေ